Hello အားလုံးပဲမင်္ဂလာပါမနက်ဖြန်အတွက်စာရေးတံမဲပွဲပေါ့နော်မနက်ဖြန်တန်ခါဒါနာစာရေးတံမဲပွဲအတွက်ဝယ်ခဲ့တာလေးပြောင်းမလို့ပေါ့နော်ဒါလေးကတော့ဖြားပါသူကမဲလုံးမှာဆိုတော့အစုံလုံးလိုက်တာပေါ့နော်ဖြားပါတယ်ပြီးတော့ဒီစလိုင်းကြီးအဝိရှော်လို့ရတယ်စလိုင်းကြီးပါတယ်ပြီးတော့ရေဖုံးပါမယ်ဒီမှာရေဖုံးဒါကကြတော့ဟင်းလိုက်လို့လည်းရတယ်ပေါ့နော်ဒါကကြတော့ရေခတ်လို့ရတယ်ဘုံတွေပါမယ်ပြီးတော့ဒီဖုံးချောင်းမှာလူတက်တာတွေပေါ့နော်ဒီစတီးစလုံးတွေပါမယ်ပြီးတော့ဒီဘုံကြီးပါဒီဘုံကြီးကတော့ဒီဖုံးတွေလို့ခေါ်မလဲသင်္ကန်းတွေထည့်လို့ရတယ်စောင်းတွေသိမ်းလို့ရတယ်ပြီးတော့ဓာတ်ဘူးတွေပါမယ်ဓာတ်ဘူးတွေထည့်ထားပါတယ်ဓာတ်ဘူးတွေထည့်ထားပါတယ်ပြီးတော့ tissue ဘူးရေခွက်ပေါ့နော်အများကြီးပဲအဲ့ဒါလေးလာပြပေးတာပါမနေ့ကလှူဖို့အတွက်လည်းပဲအခုချိန်စီးရင်ပေးလို့ရှိရင်လည်းမှီပါသေးတယ်เนาะကိုလှူခြင်းတဲ့ဥစ္စာကိုလှူလို့ရတယ်ပေါ့เนาะတစ်မျိုးတည်းလည်းရပါတယ်ပတ်စံမဲလှူလို့လည်းရပါတယ်ကိုကြိုက်တာအဆင်ပြေတာကိုလှူလို့ရပါတယ်เนาะကျေးဇူးတင်ပါတယ်ရှင်